ဆူရှောက်ကျော်ပြီးမိုက်ကယ်ကာရီကိုရွေးချယ်ခဲ့ရတဲ့အကြောင်းရင်း၅ချက်ယူနိုက်တက်အသင်းကအမိုရင်ကိုယာတို့ကထုတ်ပယ်ပြီးတဲ့နောက်မှာအသင်းကိုယာတီဂုံထိတောင်းယူဖို့အတွက်ဂန်ဝင်တိုက်စစ်မှုဆူရှောက်ကျော်လို့ပြီးတော့ကွင်းလေလူအောင်မိုက်ကယ်ကာရီကိုအပြတ်သက်ရွေးချယ်ခဲ့ပါတယ်။အဲ့လိုရွေးချယ်ခဲ့ရတဲ့နောက်ကွယ်အဓိကအကြောင်းအရာ၅ချက်ရှိပါတယ်။အဲ့ဒါတွေကတော့ပထမဆုံးအနေနဲ့ကာရီကချန်ပီယံလိဝင်ခွင့်ရရှိဖို့အတွက်ခိုင်မာပြီးတော့စနစ်ကျတဲ့နီးပြွားပိုင်းဆိုင်ရာအစီအမံတွေကိုတင်ပြနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ဒုတိယချက်ကတော့ကာရီရဲ့လက်ထောက်ဖွဲ့မှာ Steve Holland နဲ့ Travis Benion လိုမျိုးကျွမ်းကျင်သူတွေပါဝင်နေရကြောင်းမလို့ Ineos အဖွဲ့ကိုသဘောကျစေခဲ့တာပါတတိယချက်အနေနဲ့ကတော့ဆူရှာရဲ့အရင်လက်ထက်ကအဆုံးသက်ပုံကိုအသင်းလူကြီးတွေကစိုးရိမ်နေကြစေဖြစ်ပြီးတော့စတုဒ္ဒအချက်ကတော့ဆူရှာပြီးခဲ့၄နှစ်အတွင်းမှာဗဇီးတဲ့အသင်းမှာသာခက်တာကင်တွယ်ခဲ့ပူတာကြောင့်မလို့နီးပြအတွေ့အကြုံပိုင်းမှာတန်ကြီးတက်နေမှာကိုစိုးရိမ်နေခဲ့ကြတာပါနောက်ဆုံးချက်ကတော့ဆူရှာကအမြဲနီးပြအဖြစ်သာတာဝန်ယူခြင်းနေပြီးဂါရစ်ကတော့ယာတီအကုန်ထိယာယီတာဝန်ယူဖို့ကိုပဲလိုလလလက်ခံခဲ့တာကြောင့်ပဲဖြစ်ပါတယ်အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ဆူရှာတော့ယာယီနီးပြယာရူးနဲ့လွဲချော်ခဲ့လို့စိတ်ပြက်မိပေမဲ့သူ့ရဲ့တပည့်ဟောင်းဖြစ်သူဂါရစ်ကိုတော့အပြေအဝထောက်ခံအားပေးနေပါတယ်ဆူရှာကယူနိုက်တက်အသင်းကထိပ်တန်းအဆင့်ကိုပြန်ရောက်ဖို့အတွက်အကြီးစားပြင်ဆင်မှုတွေလိုအပ်နေတယ်လို့အသင်းမှုဆောင်တွေကိုဒေတိုးအကြံပြုခဲ့ပါသေးတယ်အခုတော့ဂါရစ်ကယူနိုက်တက်ကိုယာတီဂုံတီတာဝန်ယူသွားမှာဖြစ်ပြီးတော့လာမယ့်စနေနေ့မှာကစားရမယ့်မန်စီးနဲ့ဒါဗီပွဲစဉ်ကတော့သူ့အတွက်အကြီးမားဆုံးစမ်းသပ်ချက်တစ်ခုဖြစ်လာမှာပါမိုက်ကယ်ကာရစ်ကယူနိုက်တက်ရဲ့ကွင်းလင်မှာတည်ငြိမ်မှုရဲ့ပြရုပ်ဖြစ်စေခဲ့တယ်လို့ပဲအခုနီးပြဘဝမှာလည်းသူ့ရဲ့ခေါင်းဆောင်မှုကလက်ရှိလူစင်းကိုလမ်းကြောင်းမှန်ပေါ်ပြန်တင်ပေးနိုင်မှုအတွက်အလားအလာအများကြီးရှိနေပါတယ်။သူကမီဒယ်ဘရော့မှာနီးပြဖြစ်136ပွဲထိအတွေ့အကြုံယူထားနိုင်ခဲ့တယ်လို့ယူနိုက်တက်ရဲ့ DNA ကိုလည်းအပြည့်အဝနားလည်ထားသူဖြစ်လို့အမိုရင်းလက်ထက်ကပျောက်ဆုံးနေတဲ့ကစားဟန်ကိုပြန်လည်ပြီးတော့ဖော်ဆောင်ပေးနိုင်မှာပါ။အထူးသဖြင့်ဂါရစ်ကကစားသမားတွေနဲ့ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့အပြင်မှာသူ့ရဲ့လက်ထောက်ဖွဲ့တွေမှာဂျိုနီအီဗန်လိုမျိုးအသေးအခြေအနေကိုသိရသူတွေပါဝင်နေတာကလည်းအဝေးလေးကောင်ထိန်းချောင်းမှုအတွက်ပို့ပြီးတော့လွယ်ကူစီမှာတော့ဖြစ်ပါတယ်။ဆူရှာတဲ့စာလို့ရှိရင်ဂါရစ်ကနီးပြွားပိုင်းမှာပုံမှုခင်မိပြီးတော့အသေးစိတ်ကြတဲ့ blueprint တွေကိုတင်ပြနေတာကြောင့်မလို့လက်ရှိကစားသမားတွေစီကနေပြီးတော့အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုပြန်ထုတ်ပေးနိုင်မယ်လို့ယူဆလို့ရပါတယ်။ဒါပေမဲ့စင်ကုန်မှုကတော့ချက်ချင်းကစားမဲ့မန်စီးနဲ့အာဆင်နယ်လိုပွဲစဉ်ကြီးတွေမှာရလက်ကောင်းအောင်လို့ဘယ်လိုမျိုးစွမ်းဆောင်မလဲဆိုတာပါပဲ။တကယ်လို့ဂါရစ်သာသူ့ရဲ့နီးပြွားအသင်းနဲ့လူငယ်ကစားသမားတွေကိုထိရောက်စွာပေါင်းစပ်နိုင်မယ်ဆိုလို့ရှိရင်တော့ရာသီကုန်မှာချန်ပီယံလိဝင်ငွေရအောင်လို့စွမ်းဆောင်နိုင်ပြီးတော့အသင်းကိုအောင်မြင်မှုလမ်းကြောင်းပေါ်အမှန်တကယ်ပြန်တင်ပေးနိုင်မှာတော့အသေးချာပါပဲ။